အဲ့လိုစဉ်းစားကြည့်လိုက်ညာအေးဆိုတဲ့ပုံကို88ကညာအေးဆိုဒါပြီးပုံကိုကြီးတက်ခလိုက်ပြီကြာသူတို့မနိုင်တော့ဘူးအဲ့ဒါအဖြေပဲဒါတည်င်းတင်ကြတဲ့ကောင်ကြော်စိုးဦးတဲ့မြင့်နဲ့လောင်မျိုးမင်းဒီကောင်ကနည်းနည်းပိုမြင့်တယ်အန်ကျူပိုကောင်းတယ်နည်းနည်းပိုမြင့်ကောင်းတယ်ပေါ့နော် ICJ ကရှုံးသလားနိုင်မလားဆိုတာအဲ့ဒီကအဖြေပဲရှုံးရင်ပတ်မဲတဲ့အကျင့်ခင်ဗျားတို့ကျုပ်တို့လူတွေရဲ့စိတ်မှာဘာလူမျိုးပဲဘာသာကြီးလူတွေရဲ့စိတ်မှာရှိတယ်ရှုံးရင်မဲတာမင်္ဂလာပါအာဆီယံတော့ယူချက်နေရနေကြိုးစားပါတယ်ဗျကျွန်တော်ငယ်ငယ်တော့အမေပြောနေလို့ပဲညီကိုမောင်နှမတွေအိမ်မှာရန်ဖြစ်နေပြီဆိုရင်စကပုံကြီးကပြောတာနော်နာမည်တစ်မျိုးတော့ပါတယ်ကလတိုက်ကြားဝင်ကြိုက်နေတယ်ဟလားကိုယ့်ကိုအစီအပြေအောင်မနေကြဘူးဆိုတဲ့အတိုင်းပဲဟုတ်တယ်ဗျကျွန်တော်တို့ထိတ်နှစ်ဖူးစည်းမှာတော့နတ်တွေလိုပေါ့ခေါင်းစားကောင်းလေးတွေဝတ်ထားကြတယ်ဒါပေမဲ့သူတို့ရဲ့လားယာကနတ်ဆိုတာဘယ်ကနေဆင်းသက်လာတယ်ဆိုတာမသိကြဘူးသူတို့ကပြောမယ်ဆိုရင်တစေမျိုးသားထဲမှာပါတဲ့လူပုဂ္ဂိုလ်တွေတို့ပြောတယ်32ပုံသားအကုန်ရှိတယ်စော်ကားလို့မရဘူးယုံလားယုံရင်ကြည့်တယ်မယုံရင်မကြည့်ဘူးမရှိဘူးပြောတာမရဘူးရှိတယ်အဲ့တော့အဲ့ဒီအရာတွေလိုပဲတကယ်လက်တွေ့ကြမှာခေါင်းစဉ်အကြီးကြီးနှစ်ဖူးကြီးလှလှတွေနဲ့တက်နေတဲ့အာနာရှင်လူစုရဲ့ဥမာဗျာစာတေကျောင်းစိတ်သက်စီကံပညာရဲရင်ပွဲလက်တင်အမျိုးသားစီကံအစစာတင်ကျောင်းကဆိုပြီးတော့ကျောင်းရဲ့နှစ်ဖူးကြီးမှာတော့ဒီလိုမျိုးတွေတက်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေအပေါ်မှာဂျင်းကြီးထည့်တယ်တကယ်အနှစ်သာရရှိပါတယ်ဆိုတဲ့အရာကိုကြတော့ကျောင်းသူကျောင်းသားတွေအပေါ်မှာပညာရေးနဲ့ပတ်သက်ပြီးတကယ်ကျောင်းသားတယောက်ဟာကိုယုံကြည်အားကိုးနိုင်တဲ့စိတ်ရှိလားကိုယုံကြည်ချက်ရှိအောင်လုပ်ပေးနိုင်သလားဒီစာတွေအပြင်အန်စင်းဆိုတဲ့အခြားဒေသန္တရဘ ഹു တုတတွေရှိအောင်အဲ့ဒီကျောင်းတွေကသင်ပေးသလားမသင်ပေးသလားတော့မသိဘူးအဲ့ဒီအရာကိုတော့အာနာရှင်လူသူကဗျောင်ကြပြောနေတဲ့စကလုံးတွေကတော့အမြဲရှိတယ်ဒါတော့ထုံးစံတိုင်းပါမိဘပြည်သူများခင်ဗျာမိမိတို့နိုင်ငံတွေဖြစ်ပေါ်သည့်ပရိပက္ခများကိုပြန်လည်ဆန်းစစ်လေ့လာပြီးဆိုပါကအခြေခံအားဖြင့်တဦးချင်းအတန်းပညာအားနည်းမှုများကြောင့်ဖြစ်ပေါ်ခဲ့ရသည်ကိုလေ့လာတွေ့ရှိနိုင်ကြောင်းအတန်းပညာများအားနည်းမှုကြောင့်စီကံလိုက်နာမှုနဲ့တွေးခေါ်မျှော်မြင်ဉာဏ်နဲ့မျှော်မြင်မှုများနေပါခြင်းနိုင်ငံရေးနဲ့နိုင်ငံရေးကိုကွဲပြားစွာသိမြင်နိုင်မှုရှိမရှိခြင်းတို့ကြောင့်ဘေးပယောဂများလှုပ်ဆော်တွေးထိုးမှုများအကြားတွင်ပြိပက္ခများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်းအတန်းမြင့်မားသူများအနေဖြင့်ဆရာမများ၏တုံတင်ဆုံးမမှုများကိုခံယူထားရပြီးစီကံစနစ်တကျဖြင့်အတန်းပညာသင်ယူခဲ့ရသောကြောင့်များသောအားဖြင့်စီကံကောင်းမွန်သူများဖြစ်ကြသည်ကိုလေ့လာတွေ့ရှိရကြောင်းဘသူတွေလဲစီကံကောင်းပြီးတော့ပညာရေးတော်နေတာဘသူတွေလဲဆိုတာတော့မသိဘူးငငယ်တုန်းက9တန်း10တန်းပြောနေ9တန်းဆိုတဲ့အချိန်အထိကျွန်တော်တို့9တန်းနှစ်ကြာမှအကြောင်းပြေးဘူးလားအဲ့ဒီအချိန်အထိကျွန်တော်တို့ကျောင်းသူကျောင်းသားတွေကလမ်းပေါ်မှာရန်ဖြစ်ဖို့မပြောနဲ့ကျောင်းပြေးတဲ့အချိန်တောင်အဖြူအစိမ်းကိုကျွန်တော်တို့လွေထဲမှာထည့်ပြီးတော့ကျောင်းသားမဟုတ်တဲ့ပုံစံမျိုးနဲ့နေနေကြတာဒါပေမဲ့21အာဏာသိမ်းပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကလေးတငယ်ကျောင်းတက်နေတဲ့အရွယ်မှန်သမျှလမ်းပေါ်မှာဖြစ်ပျက်နေတဲ့ပြဿနာပေါင်းတောင်းချောက်တော့မှာကြောက်စရာကြီးဒါမှဗီဒီယိုဖိုင်တစ်ပိုင်းရှိတယ်ကျောင်းသားတွေဒီရွယ်လေးတွေနဲ့မြို့လေကောင်မှာရှိတဲ့ကားမတိုင်တွေဘေးမှာရန်တွေဖြစ်နေရတာရန်ကတော့ဖြစ်လို့ရပါတယ်ဘယ်အရွယ်ပဲဖြစ်ဒါပေမဲ့ဒီလိုကလေးတွေရဲ့စိတ်ဓာတ်တွေကဘလောက်တောင်ချွတ်ယွင်းပြီးတော့ကြမ်းတမ်းတဲ့စိတ်တွေဝင်နေမလဲဆိုရင်ကြည့်လိုက်တော့95 96အချိန်ခါမျိုးမှာ9တန်း10တန်းဖြစ်တဲ့အချိန်မှာတော့မှရှိတဲ့လူတွေဟာဒီအချိန်ခါမျိုးမှာအမှန်အမှားကိုတော့ဝေဖန်ပိုင်းခြားနိုင်စွာမရှိတော့ဘူးဆိုရင်ဒီလိုကလေးတငယ်တွေကနှောင်လာမဲ့အနာဂတ်မှာဘလို့ရည်ရွယ်ချက်မျိုးတွေနဲ့နိုင်ငံကိုကာကွယ်နိုင်မလဲအနာဂတ်သူတို့ရဲ့နောက်ကရှိတဲ့အနာဂတ်မျိုးဆက်တွေကိုကောင်းမွန်သောအရာတွေကိုဖြန့်ကျက်ပေးနိုင်သလားမပေးနိုင်သလားဆိုတော့အများတို့စဉ်းစားကြည့်စစ်ကြုံပညာရေးစနစ်တဆိုးရှည်လေသူတို့ရဲ့အာဏာရှင်စနစ်ကပို့ပြီးတော့အားကောင်းနေဆိုတဲ့သဘောတရားကိုမြင်ဖို့လိုတယ်အဲ့ဒီကလေးငယ်ရွယ်တဲ့ကလေးတငယ်တွေမှာဒီလိုစိတ်ရိုင်းစိတ်မိုက်တွေရှိပြီးဖြစ်နေသလိုပဲ
အသက်အရွယ်အပိုင်းခြားအပြင်ကြီးမြတ်တဲ့လူတွေမှာလည်းရုပ်ရှင်တရုပ်ဆောင်ပဲဖြစ်ဖြစ်အဆိုတော်ပဲဖြစ်ဖြစ်သူတို့မှတည်တဲ့အသိဉာဏ်တွေကသူတပိုလေးပဲတည်တော့တယ်သူတို့တူတယောက်အတွက်သူတို့မိသားစုတစုအတွက်အများအတွက်ဆိုတဲ့အရာတွေသူတို့မှမရှိတော့ဘူးငါတို့လှုပ်လိုက်လို့တခြားသူတွေထိခိုက်သွားမလားဆိုတဲ့ကိုချင်းစာတရားတွေမရှိတော့ဘူးအဲ့ဒီလိုလူဒန်းစားတွေဟာအခုအာနာသိစေအုပ်စုကပြုလုပ်တဲ့ရွေးကောက်ပွဲမှာပါဝင်ပြီးတော့ဝင်ပြိုင်နေတဲ့လူတွေတပုံကြီးအများကြီးရှိတယ်ဒါမှလက်တွေပြမယ် သူဟာချိုးကြကိုစားပြုခွင့်ပြစနစ်နဲ့ကျင်းပတဲ့မွန်ပြည်နယ်လွှတ်တော်ကြံ့မြော်မြို့နယ်ကိုယ်စားလှယ်အမတ်နှစ်အမတ်အဖြစ်ရွေးချယ်ခံရတာလို့စစ်တပ်ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြေညာသိရပါတယ်။တို့ကြောင့်သိရှိထားသူမော်လမြိုင်မြို့ခံတဦးကမော်တော်ပီကေရဲတပွင့်ကနေ2020မတိုင်ခင်ကလက်စာကြံလို့ပြောခဲ့သူလို့ပြောပါတယ်။အမှုကွေးစားလုပ်တယ်ပြီးတော့ရိုင်းနှက်မှုနဲ့ထောင်ကျကထောင်ကနေပြန်ထွက်လာတော့မော်လမြိုင်မပါတတ်မှာလုပ်တယ်။အဲ့နောက်ပါတီထောင်နဲ့နေပြည်တော်ပွဲဖက်ရင်နမရှိတဲ့သူတွေနဲ့ဓာတ်ပုံတွေ့ရပြီးတော့မော်လမြိုင်မှာဌာနဆိုင်ရာတွေကိုဖြည့်တယ်။တန့်စော်ရဲ့ထင်ရှားတဲ့အမှတ်လက္ခဏာနောက်တစ်ခုကတော့မိမရှုပ်တာပဲလို့ပါတီတွေနဲ့နှိစက်တဲ့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ် ဒါတွေကတော့အတွင်းသတင်းတွေပေါ့အတွင်းသတင်းတွေဆိုတာတော့အဖွဲ့အစည်းတိုင်းပဲရက်ကွက်တိုင်းအကွက်တိုင်းမရှိအဓိကတော့ပြောမယ်ဆိုတော့ဓာတ်တိများများကတော့သိတယ် ။မော်လမြိုင်မြို့ညှန်တာယာဖခင်လန်းနဲ့တန့်စော်ဟာပြီးခဲ့တဲ့2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ကင်းပိုင်းက၎င်းအိမ်မှာဇနီးနဲ့စကားများရာကနေတနက်ပြစ်ဖောက်ခဲ့တဲ့ပြီးအရေးယူခြင်းမခံခဲ့ရပါဘူး။မော်လမြိုင်မြို့ပေါ်မှာနာမည်ပြတ်များစွာရှေ့တန့်စော်အကြောင်းမော်လမြိုင်တားတိုင်းသိကြတယ်လို့လည်းမော်လမြိုင်မူပွိုင်ရက်နယ်ပြည်သူတူကပြောပါတယ်။လက်စားတဲ့နေရာမှာလဲဆရာမိန်းမကိစ္စလဲဆရာဖားတဲ့ဂျာတက်တဲ့နေရာမှာလဲတော်တော်ဆရာကြတယ်ဆိုတော့မွန်ပြည်နယ်အစိုးရအဖွဲ့တဲ့ဝင်ကြီးတောင်ဖြစ်လာနိုင်သေးတယ်လို့၎င်းကမှတ်ချက်ပေးပါတယ်။အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဟာမွန်ပြည်နယ်အတွင်းမင်းအများဆုံးချသူအနိုင်ယူစနစ်မှာဝင်ရောက်ရှင်ပြိုင်ခဲ့ရာတနေရာမှာအနိုင်မရခဲ့ပါဘူး ။အော်တော်သေးတာပေါ့နိုင်မရဘူးတဲ့အနိုင်သာရမယ်ဆိုရင်ဝင်ကြီးလိုနေရာမျိုးတောင်ရမယ်ဆိုရင်ခင်ဗျားတို့စဉ်းစားကြည့်လိုက်တော့မွန်ပြည်နယ်မပြောဘူးမြန်မာနိုင်ငံရဲ့အနေအထားကဒီလိုဝင်ကြီးမျိုးတွေအကျင့်ပြတ်ချစားလက်စားဖားရကိုချိုးကြီးတဲ့လူဒန်းစားတွေသာနိုင်ငံအုပ်ချုပ်တဲ့နေရာမှာတစိမ့်တည်သားကနေလွတ်တော်တဲ့ရောက်သွားပြီဆိုတော့ပွဲသာပြီးသွားပြီအဲ့ဒါပဲမြန်မာနိုင်ငံအတွင်းမှာတိုးတက်လာတဲ့အရာဘာရှိတယ်လဲဆိုတော့ဘာမှမရှိဘူးကျွန်တော်တို့ပြည်တွင်းစစ်ဖြစ်လို့စစ်ဘေးရှောင်ရတယ်မြို့ရွာတွေကျေးရွာတွေရွာတွေအားလုံးမိရှို့ခံရတယ်ဒါတွေပြန်ရတယ်အဆောက်အဦတွေပြိုကျတယ်ငလျင်ဘေးနဲ့ကြောင့်ပျက်စီးတယ်ဒါတွေပြန်လုပ်လို့ရတယ်ပြန်လုပ်လို့မရတဲ့စိတ်ဓာတ်တွေဟာမြန်မာနိုင်ငံအတွင်းမှာဟိုအောက်ခြေတောင်းသားဘဝကနေထိတ်ဆုံးပိုင်းထိလူတွေအဲ့ဒီလူတွေဟာလက်ရှိပြစ္ဆုတ်ပံတက်တဲ့မှာရောနောက်လာမယ့်အနာဂတ်မှာရောအုပ်ချုပ်မဲ့လူတွေကဒီလိုစိတ်ဓာတ်မျိုးဒီလိုအောက်တန်းကြတဲ့ယုံရင်းကြမ်းတမ်းတဲ့အရာတွေဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုဖျက်ဆီးတာအမျိုးဘာသာသာသနာကြောင့်လည်းမဟုတ်ဘူးတိုင်းရင်းသားတွေကြောင့်လည်းမဟုတ်ဘူးအဲ့ဒီနိုင်ငံကိုအုပ်ချုပ်ပြီးပြည်သူအပေါ်မှာတနာညတာခြင်းမရှိတဲ့ရုပ်မာရက်ဆက်တဲ့အာဏာရှင်လူစုကြောင့်ဆိုတာခင်ဗျားတို့တီးဖို့လိုတယ်အဓိကကျွန်တော်ခဏပြောနေတယ်လက်မဲကြီးဆိုတာဒါကိုပြောတာအခုပြီးခဲ့တဲ့ရက်ကပဲမလေးရှားကနေမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဟာတရားမဝင်ပါဘူးလို့အတီးလင်းထွက်ပြောတယ်အဲ့ဒါကိုမှအပူလုံးကြွနေတဲ့ကောင်ရှိတယ် နောက်ဆုံး တထောင်းသားရုပ် တော့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မလေးရှားနိုင်ငံသားရေးဝန်ကြီးကဒီမြန်မာနိုင်ငံရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့အတိမတ်မပြူကြောင်းသူဒီကနေ့ပြောလိုက်တယ်ပေါ့ဗျာသူအနေနဲ့အတိမတ်မပြူပေါ့တနည်းအားဖြင့်မလေးရှားနိုင်ငံအနေနဲ့အတိမတ်မပြူပေါ့ အတိမမပြူနော် ဒါသူဒီကနေ့ပြောလိုက်တာအတိမတ်ပြူတော့ဘာဖြစ်လဲဗျာဘာမှမဖြစ်ဘူးလေမလေးရှားနိုင်ငံကကျွန်တော်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှပြန်ကောင်းတာလုပ်ခဲ့လို့လဲကောင်းတာပြောခဲ့လို့လဲကြည့်လေဗျာဟိုမလေးရှားနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ဒီနှစ်နိုင်ငံပေါ့နှစ်နိုင်ငံဆက်ဆံရေးကြည့်လိုက်မလေးရှားနိုင်ငံကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ခေတ်ဆက်မှာကောင်းတာဗာများပြောခဲ့တာရှိလို့လေဒါမလေးရှားရဲ့ယက်တိချက်ပဲဘာမှမထူးဘာမှရင်ခုန်စရာလည်းမရှိဘူးမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနဝန်ကြီးကမြန်မာနိုင်ငံယူကောက်နဲ့ပတ်သက်ပြီးတော့အတိမတ်မပြူလို့ကျွန်တော်ဘာစိတ်ဝင်စားတာလို့ဟုတ်တယ်အတိမတ်ပြူအောင်လဲခင်ဗျဒီမှာဒီမလေးရှားဝန်ကြီးကကျွန်တော်နိုင်ငံမှာလာပြီးမဲလာပေးနေလို့လား တော့အချက်လည်းမရှိဘူးနော်အာဆီယံအစည်းအဝေးကိုပထမတစ်ချိန်တက်ခွင့်မရလို့နောက်တစ်ချိန်ကျတော့တက်ချင်အားကြီးတော့ဟိုတော့လူနောက်ဆုံးရဲ့ညမှာခုံလေးနဲ့စောက်ချမှုပုတ်ပုတ်လေးထိုင်းပြီးနေရတဲ့ဟာအခုကျတော့ကျဖာတခါပြောရကြည့်မ
မလေးရှားကဒီရွေးကောက်ပွဲဟာတရားမဝင်ပါဘူးပြောလဲပြောမလေးရှားကိုသွားပြီးပြဿနာရှာတယ်ဒီလိုကောင်သားတွေပေါ့မလေးရှားမှာကျွန်တော်တို့ရွှေပြောင်းလူသမားတွေအများကြီးရှိတယ်ဒီလူသမားတွေကငါတို့မြန်မာနိုင်ငံသားတွေပါလားဆိုတဲ့စိတ်ဒီကောက်မှလုံးဝမရှိဘူးမလေးရှားနိုင်ငံမှာမင်းတည်သွားတဲ့ခေါင်းပြက်ခံပြီးတည်သွားတယ်မင်းမလေးရှားနိုင်ငံမှာအလုပ်လုပ်လာတာအဲ့လိုသူတို့ဘက်ကိုထောက်ခံတဲ့လူတွေတပုံကြီးရှိတယ်မှတ်တာခင်ဗျားတို့ကျွန်တော်ပြောတာကဒီဟာကိုပြောတာအာနာရှင်စနစ်ဆိုးဆိုတာခင်ဗျားတို့အနေလည်းမခွဲဘူးအစိမ့်လည်းမခွဲဘူးသူတို့လူနည်းစုတစုအခွင့်အရေးရဖို့သူနဲ့လူလဲစုအစဉ်ပြေဖို့အတွက်ကိုပဲတွေးတာဓမ္မမြန်မာနိုင်ငံအတွင်းမှာလောလောဆယ်တော့ပေါက်လို့ပဲသားအောက်တန်းစားဆန်ဆန်နဲ့နာမည်ကြီးနေတဲ့ကျော်စိုးဦးဆိုတဲ့ကောင်သူပြောတဲ့စကားရဲ့အသေးပဲကိုကြည့်မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့မြန်မာပြည်သူလူထုကိုကိုစားပြုတဲ့လူတယောက်လားပြည်သူလူထုကိုကိုစားပြုတဲ့တည်င်းဟုတ်သလားမဟုတ်သလားဆိုတော့ဒီကောင်ပါဇက်ကထွက်နေတဲ့စကားတွေကအဲ့ဒါအဖြေပဲအဲ့ဒါကိုစောက်ရှက်မရှိပဲပါဇက်ကနေထွက်ပြောနေတယ်အမျိုးချစ်ဆိုပြီးဒီကောင်ဒီပါဇက်ကထွက်ပြီးစောက်ရှက်မရှိပြောနေရတဲ့ပုံကြီးရှိတယ်အမျိုးချစ်ဆိုတာကျွန်တော်ပြမယ်ဗျဘာသာနဲ့မဆိုင်လူမျိုးနဲ့မဆိုင်အမျိုးချစ်တဲ့ဆိုတာကိုယ်နိုင်ငံသားအားလုံးကိုချစ်ရတာပြီးရတခြားနိုင်ငံကိုကိုချင်းစာတရားနဲ့ချစ်ရတာကျွန်တော်တို့အဲ့ဒီအမျိုးချစ်တို့ဘာသာကိုကာကွယ်ရမယ်ဆိုတဲ့အရာတွေကလူသားတိုင်းမှာအတိတရားရှိပြီးသားအဲ့ဒီအတိတရားရှိတဲ့အရာကိုမှအလုံးအကျူးတွေလောက်ပြရတဲ့အဖွဲ့အစည်းတွေရှိတယ်မဘာသာအဲ့လိုအဖွဲ့အစည်းမျိုးတွေဖွဲ့ပြီးတော့အမျိုးရေးနဲ့အမျိုးသားရေးဘာသာရေးလူမျိုးရေးထပ်ပြီးတော့စနစ်တကျခွဲလိုက်တာအဲ့ဒီခွဲတဲ့အရာပေါ်မှာလိုက်မျောနေတဲ့လူတွေလည်းအများကြီးရှိတယ်မြန်မာနိုင်ငံမှာပြီးတော့မှသာသူတို့ကအဲ့လိုရန်တိုက်ပြီးစနစ်တကျနဲ့အပေါ်ကနေဂုံစီးပြီးတော့အာနာရှင်ဆန်အုပ်ချုပ်တာအဲ့ဒီအရာကိုတီးဖို့လိုတယ်အဲ့ဒီအရာကိုမတီးဘူးဆိုရင်ဒီခွေးတောင်းသားတွေပြောနေတဲ့စကားတွေကိုခင်ဗျားတို့နားထောင်ကြည့်ဘလောက်အောက်တန်းကျတဲ့စကားမျိုးတွေပြောတယ်ဆိုတော့မကြည့်မဲလာပြီနော်ဒီမှာ तू ကပါလဲကျွန်တော်မြန်မာနိုင်ငံသားလား तू ကပြောအောင်မဆိုင်ဘူးလေဗျာကျွန်တော်တို့ဗိုလ်ချုပ်ဆောင်မျိုးသုံးတဲ့စကားပြောမယ်ပြန်သုံးရမယ်ဆိုရင်တော့ဒီလက်ရှိရွေးကောက်ပွဲကမြန်မာနိုင်ငံသားတွေအတွက်ကျင်းပတဲ့ရွေးကောက်ပွဲမလေးရှားရဲ့နိုင်ငံသားရေးဝန်ကြီးအတွက်ကျင်းပတဲ့ရွေးကောက်ပွဲလည်းမဟုတ်ဘူးပြီးမှလီးပြည့်စုံမှာအကောင်တွေကကတော့မလေးရှားနိုင်ငံသားတွေအတွက်ကျွန်တော်ကျင်းပပြီးတဲ့ရွေးကောက်ပွဲလည်းမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ကျင်းပတဲ့ရွေးကောက်ပွဲရှင်းလေးပဲအတိမပြူချင်းမပြူသူကိစ္စအမှုအရာအပြောဆိုတွေတရားကြည့်တာအာဆီယံဒီကအာဆီယံအစည်းအဝေးလုပ်လို့ဘိုလ်ရုပ်မှုကြီးမြင်းအောင်နိုင်ရဖိတ်ပါတယ်ဆိုလေးဘက်ထောက်ကိုတက်သွားသေးအဲ့ခွေးသားတွေကိုစောက်ခွက်ကိုကံမှုပဲရှိတော့တယ်ဒါပဲရှိတယ်နော်ဒါမှနောက်ထပ်အပူလုံးကျွမ်းနေတဲ့တကောင်ကြီးတယ်နားထောင်ကြည့်ရည်လဲရည်ရတယ်ဒီကောင်တွေဘွားတွေကဒီ ICJ အမှုနဲ့ပတ်သက်ပြီးတော့အပူလုံးကျွမ်းနေတဲ့ကောင်တွေဗာလဲကျိုးစင်တက်မိကျင်စိုးကိုကာကွယ်တဲ့လော်မျိုးမင်းနဲ့လော်တာပေါ့ဗျာဒီနေ့ဒီအချိန်ကာလအထိကျွန်တော်အချိန်ခါထပ်ခါကျွန်တော်ပြောနေပြီမဲ့ဒီအချင်းပဲပြည်သူလူထုတွေအလုံးလောက်ကြပါထားကြပါနိုးကြပါထားကြွကြပါအစ္စလမ် community ကိုလည်းထားကြကြပါထားကြွကြပါဆိုပြီးကျွန်တော်အမြဲတမ်းနိုးကြပါကူညီကြပါကျွန်တော်အစ္စလမ် community ကိုလည်းအမြဲတမ်းတောင်းဆိုနေတယ်တိုက်တွန်းနေပြီမဲ့ပြီးသွားပြီလေသူတို့ထွက်ပြောပြီးသွားပြီလေဘာသာပေါင်းစုံဆူတောင်းပွဲရဘာသာပေါင်းစုံမလိုအပ်တဲ့နေရာတွေရှုံချပွဲရဂုတ်တိတ်တရားပြိုကျတဲ့နေရာမှာပြီးသွားပြီမင်းဘာတွေထပ်မျောလင့်နေရလဲဟမ်မင်းတို့ဟန်ဆောင်သူတို့ကလည်းဟန်ဆောင်ပြီပေါ့ကွာရောက်ရဲ့ကျွန်တော်ပြပြမယ်ခင်ဗျားတို့စဉ်းစားကြည့်လိုက်မြအေးဆိုတဲ့ပုဂ္ဂိုလ်88ကမြအေးဆိုဒါပြီပုဂ္ဂိုလ်ကြီးတက်ခတ်လိုက်ကြာသူတို့မနိုင်တော့ဘူးအဲ့ဒါအဖြေပဲဒါတည်င်းတင်ကြတဲ့ကောင်ကြော်စိုးဦးတဲ့မြင့်နဲ့လော်မျိုးမင်းဒီကောင်ကနည်းနည်းပိုမြင့်တယ်အန်ကျူပိုကောင်းတယ်နည်းနည်းပိုမြင့်ကောင်းတယ်ပေါ့နော် ICJ ကရှုံးသလားနိုင်မလားဆိုတာအဲ့ဒီကအဖြေပဲရှုံးရင်ပတ်မဲတဲ့အကျင့်ခင်ဗျားတို့ကျုပ်တို့လူတွေရဲ့စိတ်မှာဘာလူမျိုးပဲဘာသာကြီးလူတွေရဲ့စိတ်မှာရှိတယ်ရှုံးရင်မဲတာအဲ့ဒီမကောင်းတဲ့စိတ်အဲ့ဒီမကောင်းတဲ့စိတ်ကလက်ရှိနောက်ကထိတ်ဆုံးမှာဖြစ်နေတဲ့ ICJ အမှုကနိုင်မလားရှုံးမလားဆိုတဲ့အဖြေကဒီကောင်လေးပါဇက်ကထွက်လာနေတယ်အဖြေကသိနေတယ်အစ္စလမ်ဘာသာဝင်88မြအေးတိုက်မဲနေပြီမြအေးနှုတ်ကတခွန်းထွက်ဘူးလားထွက်လားအဲ့ဒါတရင်သမားလားဥမာဗျာဒီကောင်ကတရင်သမားအခြားတရင်မီဒီယာတကူကပောက်ကြရပဲလို့ဆိုအဲ့တရင်မီဒီယာတကူတိုက်ခိုက်ပြီးပြောတော့โอเคသေးတယ်လူပုတ်ကိုသွားတိုက်ခိုက်တယ်ဥမာကိုမြရဲ့တွတ်သူထောင်းနဲ့ထွက်လာပြီးကြအေးသေးနေနေတာမနေနဲ့ဒီကောင်လေးကစောက်ကြည့်ရုံကိုချောင်းနေရတယ်ဒါလားတရင်သမားဆိုတာမထွက်ဘူးနော်စဉ်းစားကြည့်လိုက်မြအေးနှုတ်ကတခွန်းထုတ်ဒါကိုကြည့်ရရင်ဒီမြအေးဟာ88မြအေးဟာ88မြအေးဟာအစ္စလမ်ဘာသာဝင်88မြအေးကိုမြအေးဟာသူကဒီ ICJ မှာဂမ်ဘီယာဘက်ကသူမမောင်းမရက်ချင်နေတဲ့သဘောလားလို့မေးရမှာဖြစ်နေသူကဒီ ICJ မှာဂမ်ဘီယာကကျွန်တော်တို့နိုင်ငံကိုဆွဆွဲထားတဲ့ကိစ္စနဲ့ပတ်သက်ရင်သူကဒီဘင်္ဂလီတွေဘက်ကသူရက်ချင်နေတာလားလို့မေးရမှာအဲ့တော့ကိုမြအေးကိုကြုံရင်ခင်ဗျားတို့ပို့လိုက်ကြပါခင်ဗျားအစ္စလမ်ဘာသာဝင်တယောက်ဖြစ်တယ်ကိုမြအေးကခင်ဗျားအစ္စလမ်ဘာသာဝင်တယောက်ဖြစ်တယ်
ဒီ ICJ မှာဂမ်ဘီယာကကျွန်တော်တို့တရားစွဲထားတာကဒီဘင်္ဂလီ issue နဲ့တရားစွဲထားတယ်အဲ့တော့ကိုအများကြီးရဲ့သဘောထားဘာလဲလို့မေးလိုက်ကြပါခင်ဗျားကဘာလဲနိုင်ငံမြန်မာနိုင်ငံဘက်ကမရက်ဖဲဒီဘင်္ဂလီတွေဘက်ကသွားရက်ပြီးတော့ဂမ်ဘီယာကိုထောက်ခံအားပေးချင်နေသလားလို့ခင်ဗျားတို့ကိုအများကြီးကိုမေးလိုက်ကြပါကျော်နုကကျော်မျိုးမင်းကမေးတယ်ကျော်နုကမေးတယ်လို့နော်သိလားအဲ့တော့ကိုအများကြီးရဲ့အတန်ဘာ ကဘာနဲ့ချီတဲ့ ICJ အမှုကိုရက်ွက်ထက်ရစကားနဲ့လှမ်းပြီးစိန်ခေါ်နေတယ်ကိုမြအေးကို နားမထွက်မလားဒီနေ့တော့တယောက်ကပြောပါတယ်အစ္စလာမ်ဘာသာဝင်တယောက်ကဒီနေ့တွေ့ချင်ပြောပါတယ်မြတ်ရဲ့နီးပိန်းလီတဲ့ ဟုတ် ဘယ်ထွက်မလဲတဲ့နီးပိန်းလီ အဲ့ဒီအစ္စလမ်ဘာသာဝင်တယောက်ကပြောတယ်ဆိုတဲ့စကားကိုငါတို့လိုမျိုးအဲ့ reaction လုပ်နေတဲ့အချိန်ကဆိုမှဘသူကပြောတယ်ဆိုအတန်ဖိုင်းနေပါလေဖွင့်ပြပါလားဘယ်လိုဖြစ်လို့ဒီပောက်ကရလေးတွေရှောက်ပြောနေရလဲ ဒီတဲ့ကျွန်တော်အဲ့လိုပြောတာမြတ်ရဲ့နီးပိန်းလီတဲ့ဘယ်ထွက်မလဲအဲ့အစ္စလာမ်ဘာသာဝင်ပုဂ္ဂိုလ်တယောက်ကအဲ့လိုပြောတာမြတ်ရဲ့နီးပိန်းလီတဲ့ဘယ်ထွက်မလဲတဲ့ကျွန်တော် Islam community နဲ့ဒီဘာသာဝင်ချစ်ကြည်ရေးဘိုးကတော့ကျွန်တော်တို့အစည်းအဝေးလုပ်နေတယ်ဆွေးနွေးနေတိုင်ပင်နေကြပါတယ်လို့ပြောတယ်ဒါဆိုရင်တော့ဒီဘာသာဝင်ချစ်ကြည်ရေးဘိုးကတခုခုလုပ်တော့မယ်လို့လှုပ်ရှားတော့မယ်ဆိုတော့အယူအဆမျိုးကျွန်တော်လက်ခံလို့ရရှိသွားပြီဒါပေမဲ့မြအေးစီကဘာတမ်းမှထွက်မလာဘူး ဟောကိုမြ ခင်ဗျားတို့ကြည့်လိုက်မြအေးစီကနေခင်ဗျားတို့မြအေးကတကယ်နိုင်ငံရေးသမားပါကွာမြအေးကမှတကယ်ပါကွာဆိုတော့ထင်ခဲ့ကြတဲ့မြအေးကိုတကယ်လူသူတော်ကောင်းလို့ထင်ခဲ့ကြတဲ့ပုံကိုနိုင်ငံကိုနဲ့ပတ်သက်ရင်မြအေးကမားမရပ်ပေးမယ်လို့ထင်ခဲ့ကြတဲ့ပုံကိုအခုခင်ဗျားတို့ကိုမြအေးရမြန်မာနိုင်ငံအတွက်ရပ်တည်ပေးတယ်မြင်လားခုဒီတစ်ခေါက်မထွက်ဘူးနော်တစ်လုံးတော့ထွက်လာဘူးမြအေးတစ်ခေါက်မှထွက်ပြီးမပြောဘူးဒီဂမ်ဘီယာဘို့ပေါ်မှာစန့်ကျင်ဂမ်ဘီယာရဲ့လှုပ်ဆောင်ချက်ကိုငါရှုတ်ချတယ်ကွာစန့်ကျင်တယ်ကွာမြအေးနှုတ်ကတစ်လုံးတော့မထွက်ဘူးမြအေးနှုတ်ကโอเคဒါမြအေးကိုကျွန်တော်တမင်တယ်ပြောတာအကြောင်းရှိတယ်မြအေးကိုတယ်ပြီးတမင်ပြောတာအဲ့တော့โอเคသူ့ရဲ့တငယ်ချင်းကိုကြီးရအောင် ဒါလို့တဲပြောသိလားပညာတတ်အမှန်တရားပြောတဲ့လူကဘာနဲ့ပတ်သက်ပြီးသူ့ရဲ့ပုံရိပ်ကလည်းရှိတယ်ကဘာသတင်းမီဒီယာမှာကိုမြအေးရဲ့ပုံရိပ်ရှိတယ်သူသမီးလေးရဲ့ပုံရိပ်တွေရှိတယ်အဲ့ဒီအတွက်ဒီကောင်ကတီးတန့်ကိုထိုင်ပြီးတော့လော်တာရုံမာတာပေါ့ဒါရုံမာတယ်လို့ခေါ်တယ်အဲ့ဒါသတင်းကျင်ကြပြီးတော့ညံ့တမတွေးပဲနဲ့ရုံမာတယ်လို့ခေါ်တယ်ရုံမာအောက်တန်းကြတဲ့ကောင်လို့ခေါ်တယ်အဲ့ကြောင့်မို့လုံမျိုးမင်းဖြစ်နေတာ ခုထိပြောတာတွေ့လားတခေါက်မှမပြောဘူးနော်သူတကယ်ကြီးကိုကြီးလည်းခုထိမပြောဘူး88ကိုကြီးဒါပါတီနိုင်ငံရေးနဲ့မဆိုင်ဘူးကျွန်တော်အမျိုးသားရေးနဲ့ပြောနေတာကိုကြီးကဒီနိုင်ငံနဲ့မမရပ်ပြီးပြောတဲ့အတန်မျိုးထွက်သလားကိုကြီးမထွက်ဘူးနော်တခေါက်မှခုထိမထွက်သေးဘူးသူ့နှုတ်ကနေပြီးတော့ခုထိမထွက် ကောင်နေချံပတ်တိုက်ပြီးခင်ဗျားတို့တတိထားတော့ သေးဘူးဟိုမှာသွားရင်ဆိုင်နေတာ12ရက်နေ့တည်းသွားရင်ဆိုင်တယ်ဒီနေ့20နဲ့ဒီနေ့20ရက်နေ့ထိရင်ဆိုင်နေပြီ20နဲ့6ရက်နေ့ထိတော့ဟိုမှာတက်ရင်ဆိုင်ရမှာ29ထိလာပြီးရင်ဆိုင်ရမှာ sorry နော်အဲ့တော့ခုထိအဲ့ဒီလူတွေနှုတ်ကနေတကောမှထွက်သေးဘူးဒါဒီလူတွေကနိုင်ငံပေါ်မှာတကယ်ချစ်လားဆိုမေကွန်ခဏရိုးလေးမိတာဒါကြောင့်ဒီလူတွေနိုင်ငံတကယ်ချစ်သလားကျွန်တော်မြင်နေမေးတယ်မင်းတို့နိုင်ငံတကယ်ချစ်သလား ငါလည်းပြန်မေးမယ်မင်းရောနိုင်ငံကိုတကယ်ချစ်သလားဆဆလိုက်သတင်းကျင်ရတဲ့အချိန်မှာပြောတဲ့စကားနဲ့ကိုလုံနေတဲ့အရာနဲ့နိုင်ငံကိုတကယ်ချစ်လားအမျိုးကိုတကယ်ချစ်လားဘာသာကိုတကယ်ချစ်လားမင်းကိုယ်တိုင်ကောမင်းကိုမင်းပြန်မေးကြည့်ပါလို့ပြောခြင်းတယ်ဖုံးခေါ်ပြီးပြောလို့ရမယ်ဆိုရင်တော့ပြည်ကြီးစက်တုတ်တဲ့ကြိုက်တဲ့တုတ်ကိုအလွတ်ရွတ်ခိုင်းသူကြီးပြန်ပြောမယ်ဆိုရင်ရလားလို့ကျွန်တော်လုံမျိုးမင်းကိုမေးချင်ပါတယ် ICJ ကဘာနဲ့ပတ်သက်တဲ့ ICJ အမှုကိစ္စကိုကိုမြအေးအားလော်မျိုးမင်းမှရွာထိတ်မှချင်းထိုးမယ်ဟုစိန်ခေါ်တဲ့အကွက်ပေါ့ဗျာ